Hello မင်္ဂလာပါ 7-Eleven ကနေပြီးတော့ကိုလိုအပ်တဲ့ပစ္စည်းလေးတွေဝယ်လာခဲ့တာ900ကျော်ဘူးလောက်တော့ကြာတယ်အဲ့ချိန်မှာငွေရှင်းကောင်တာမှာငွေရှင်းလက်ပြီးတော့ဒီ box လေးကိုထုတ်ပြီးတယ်ဒီ box လေးကဘာလေးဖြစ်မလဲဆိုတာကိုတော့တစ်ချက်လောက်ဖောက်ကြည့်မယ်ပေါ့နော်ဒီမှာ Hello Kitty ရပဲဘာလေးရေးထားရလဲတော့ကိုလည်းမသိဘူးတစ်ချက်လောက်ဖောက်ကြည့်လိုက်မယ်နော်အရှိမှာတော့ဒီလို sticker လေးတွေပေါ့နော်မှတ်မိကြမယ်ထင်တယ်ကတ်ခွာ sticker လေးတွေအရင် 7-Eleven မှာပေးခဲ့တယ်ပေါ့နော်ပစ္စည်းဝယ်လို့ရှိရင်3ဘတ်တန်တို့1ဘတ်တန်တို့အဲ့ဒီ sticker လေးတကတ်ရတယ်နောက်ထပ်ဘာလေးတွေပါမလဲဆိုတာကိုစဖောက်ကြည့်ရအောင်နော်ကဲဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ Hello Kitty ရုပ်ပုံလေးတွေပါတဲ့ခက်ကလေးတွေဖြစ်နေတာပေါ့နော်ဒီ Hello Kitty ခက်ကလေးတွေကတော်တော်ချစ်ဖို့ကောင်းတာကလေးလေးဆိုရင်ပိုကြိုက်မှာဒီ card ရဲ့အနောက်ဖက်မှာ2 floor လေးတွေပါတော့လေကလေးလေးတွေရဲ့မွေးနေ့မှာဆိုလို့ရှိရင်မွေးနေ့လက်ဆောင်နဲ့အတူအဲ့ဒီ card အပေါ်မှာကိုဆူတောင်းပေးခြင်းနဲ့ဆူတောင်းစာတွေနဲ့အတူပေါ့နော်ကိုပြောခြင်းတဲ့ဟာလေးတွေရေးပြီးတော့မွေးနေ့လက်ဆောင်ပေးမယ်ဆိုရင်ပိုတင့်တော်မယ်လို့ထင်တယ်သိချင်တာလေအနောက်ဘက်က sticker ကတ်ကလေးတွေက 7-Eleven မှာပြန်လဲလို့ရလားဒါမှမဟုတ်ဘယ်လိုလုပ်လို့ရလဲဆိုတာတော့မသိဘူးပေါ့နော်အကယ်၍သိရဆိုလို့ရှိရင်တစ်ချက်လောက်ပြောပြပေးအောင်နော်အဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နော် bye bye